ချက်ချင်းစီမြည်ဟီးနေတဲ့ဒီခြေတံကြီးတွေကအေးချမ်းတဲ့တောအုပ်ကြီးကိုငလျင်လှုပ်သလိုတုန်ခါစေပါတယ်။တစ်ပင်ထိပ်ဖြားကငှက်ကလေးတွေဟာပြန်တက်ဖို့တောင်မေ့လျော့ပြီးတောင်ပန်လေးတွေတုန်ရင်နေကြရဲ့။မြေပြင်ပေါ်ကတင်းရွက်ချောက်လေးတွေဟာလည်းအဲ့ဒီခြေတံကြီးနီးကပ်လာလေလေထဲကိုမြောက်တက်သွားလေပါပဲ။အဲ့ဟာဘာကောင်ကြည့်လဲ။လို့တလိမ့်ဆန်လေးတွေအချင်းချင်းတီးတိုးမင်းနေကြစင်မှာပဲတစ်ပင်အိုကြီးတွေချက်အရက်နှစ်ပြန်မကမြင့်မာတဲ့အေယာမလူသားကြီးတယောက်တောအုပ်ထဲကိုဝင်လာပါတော့တယ်။သူ့ရဲ့ခြေလမ်းတစ်လက်ဟာတာမန်လူတယောက်ရဲ့လမ်းလျှောက်နှုံးထက်အစပေါင်းများစွာခရီးရောက်ပါတယ်။သူ့ရဲ့လက်မောင်းကြီးတွေကကျောက်ဆောင်ကြီးတွေလိုမာကြောထွားကြိုင်းနေပြီးသူ့ရဲ့မျက်လုံးအစုံကတော့တောအုပ်တစ်ခုလုံးကိုလွှမ်းမိုးထားသလိုပါပဲ။ဒါဟာတောအုပ်ထဲကတလိမ့်ဆန်လေးတွေအတွက်တော့ကဘာပြက်ကိန်စိုက်ပြီးလို့ထင်မှတ်ရလောက်အောင်ကြောက်စရာကောင်းတဲ့မြင်ကွင်းပါပဲဒါပေမဲ့ဒီလူထွားကြီးဟာဘယ်ကနေရောက်လာတာလဲသူ့နာမည်ကဘိုဟုံးတဲ့သူဟာမိုးတိမ်တွေကြားထဲမှာနေထိုင်တဲ့ကြောက်ဆောင်လူမျိုးစုတွေကဆင်းသက်လာသူပါအဲ့ဒီလူမျိုးစုတွေဟာခွန်အားကြီးလေရက်ဆက်လေတစ်ဖက်သားကိုနှိမ်ချလေပါပဲဒါပေမဲ့ဘိုဟုံးကတော့ထူးဆန်းပါတယ်သူဟာကလေးဘွားတွေကတခြားသူတွေနဲ့မတူပဲတစ်ကိုင်းလေးတွေကျိုးသွားရင်ပြန်ဆက်ပေးတတ်သူပရွတ်စိတ်တွင်းလေးတွေကိုမနှင်းမိအောင်ရှောင်တတ်သူပါမင်းကလူထွားကြီးဖြစ်ပြီးဘာလို့ဒီလောက်ပြုံးညံ့နေရလဲလုံကိရတန်တွေကိုမခံနိုင်တော့တဲ့အစုံဘိုဟုံးဟာသူ့ရဲ့ခွန်အားကိုအတိတ်ပဲရှိအသုံးချဖို့အတွက်တောင်ပေါ်ကနေဆင်းလာခဲ့တာဖြစ်ပါတယ်ဘိုဟုံးကတော့တငယ်ချင်းတစ်တွေရကျင်တဲ့စိတ်နဲ့ပြုံးပြလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့အပြုံးကတလိမ့်ဆန်လေးတွေအတွက်တော့ကြောက်စရာတွားကြီးတွေပေါ်လာသလိုဖြစ်နေတာပေါ့ပြေးကြတော့ဘလူးကြီးရောက်လာပြီမြောက်ကလေးတွေကတစ်ပင်ထိတ်ကနေအော်ဟစ်သတိပေးကြတယ်ရှုံကလေးတွေကတော့မြေချင်းလေးကိုခေါင်းစိတ်ဝင်သွားကြပြီရှင်ကလေးတွေကတော့တစ်ကောင်းထဲမှာတုံရင်နဲ့ပုံနေကြပါတယ်တောအုပ်တစ်ခုလုံးဟာစက္ကန့်ပိုင်းအတွင်းမှာပဲတုတ်တစားပင်လိုတိတ်ဆိတ်သွားပြီးဘိုဟုံးတယောက်တည်းမျက်ရည်ဝဲရင်ကြံရစ်ခဲ့ပါတယ်ငါကသူတို့ကိုချစ်လို့လာခဲ့တာပါငါကိုဘာလို့ဒီလောက်ကြောက်နေကြတာလဲလို့ဘိုဟုံးကဝမ်းနဲ့ပလက်ညီးသွားလိုက်တာဟာတောအုပ်ထဲမှာမိုးချင်းတန်ကြီးလိုဟိန်းထွက်သွားပါတော့တယ်ကြောက်လန့်မှုတွေကနေချစ်ချင်းမြတ်တာကိုဘလို့ပြောင်းလဲသွားမလဲဆိုတာကတော့တနေ့မှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုကနေစတင်ခဲ့ပါတယ်။အဲ့ဒီနေ့ကတောထဲမှာမိုးတက်လေပြင်းတွေကျခဲ့တယ်။တောဆက်ကရေစည်းတန်တဲ့ချောင်းလေးတွေကိုသမင်ပေါက်လေးတစ်ကောင်ပြုံးကျသွားပါတယ်။သမင်အမကြီးဟာကန်းဆက်ကနေအော်ဟစ်နေပေမဲ့ဘယ်သူမှမကူညီရဲကြဘူး။အဲ့ဒီအချိန်မှာပဲမြေကြီးတုန်ခါတဲ့အတန်ကြီးနဲ့အတူဘိုဟုံးရှောက်လာပါတော့တယ်။တိရစ္ဆာန်လေးတွေကသမင်ပေါက်လေးကိုစားတော့မှာပဲလို့ထင်ပြီးမျက်စိမိတ်ထားကြစင်မှာဘိုဟုံးကသူ့ရဲ့အေယာမလက်ဘဝကြီးကိုရေထဲကိုအသာအရာချလိုက်ပါတယ်ပြီးတော့ရွှေဖလားကြီးတစ်လုံးထဲမှာတင်လာသလိုမျိုးသမင်ပေါက်လေးကိုလက်ဘဝပေါ်တင်ပြီးကန်းဆက်ကိုအသားလေးချပေးလိုက်ပါတော့တယ်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတောအုပ်တစ်ခုလုံးအံ့ဩမှင်သက်သွားကြတယ်ဒါဟာဘိုဟုံးတဲ့တလိမ့်ဆန်လေးတွေရဲ့ထာဝရချစ်ချင်းမြတ်တာစတင်ရာဇလံအစာပဲဖြစ်ပါတော့တယ်။အပိုင်းနှစ်ကိုစောင့်မျှော်အားပေးကြပါအောင်နော်။